Hello အားလုံးပဲမင်္ဂလာပါလူလေးကစိတ်သားနဲ့အာလူနဲ့စားခြင်းနဲ့ဆိုလို့ဒါမနေ့ကဘိုးကလေးစီးမှာသွားဝယ်တာပေါ့နော်စိတ်သား1000ဘိုးပါစိတ်သား1000ဘိုးကလေ6တုံးပဲပါတယ်6တုံးပဲပါတယ်ပေါ့နော်အဲ့တော့ဒါအခုစိတ်သားဆေးပါမယ်အရင်ဆုံးတော့စိတ်သားကိုရေနဲ့ဒါ2ခါလောက်ဆေးထားပြီးပြီပေါ့နော်ပြီးရင်တော့ဒီမှာစားချမ်းနဲ့တစ်ခေါက်ထပ်ဆေးပါမယ်လူလေးကစိတ်သားကိုအပြင်မှာဆိုရင်သူတိတ်မစားဘူးပေါ့နော်တချို့ဆိုင်တွေကအနက်အစင်မပြေလို့အိမ်မှာဆိုရင်တော့သူ့အနက်စိတ်သားအနက်ပြောက်တဲ့အထိကိုကဆေးရဆိုတော့လေကြိုက်ပါတယ်အဲ့တော့စားချမ်းနဲ့တစ်ခေါက်ဆေးပါမယ်ဒါစားချမ်းနဲ့ဆေးပြီးပြီပေါ့နော်စားချမ်းနဲ့ဆေးရင်တစ်ခါလောက်ပြန်ဆေးပြီးရင်တော့ရှာလကာရည်နဲ့ထပ်ဆေးပါမယ်ရှာလကာရည်နဲ့ဆေးပြီးဒီလေးနဲ့အရင်ထည့်လိုက်ပါတယ်ရေးထည့်ပြီးရင်တော့ရှာလကာရည်နည်းနည်းပေါ့နော်ဟိုကနဲ့အဖုံးနဲ့ဆိုရင်တော့တစ်ဖုံးစာနှစ်ဖုံးစာလောက်ပေါ့အဲ့ဒါရှာလကာရည်နဲ့ထပ်ဆေးပါတယ်ရှာလကာရည်နဲ့ဆေးလိုက်လို့ရှိရင်လေသူကဖြူသွားပြီးတော့အနှံ့လည်းနည်းနည်းပျောက်သွားတယ်ပေါ့နော်ပြီးရင်အသားကလည်းမချွဲတော့ဘူးစားနဲ့ခုနဆေးကြီးသားတောင်တိတ်မချွဲတော့ဘူးဆိုတော့လေရှာလကာရည်လေးထည့်ပြီးတော့ထပ်ဆေးလိုက်ရင်အသားကမချွဲတော့ပါဘူးပြီးတော့အနှံ့လည်းနည်းနည်းတက်တာတယ်ပေါ့နော်ရှာလကာရည်နဲ့တည်ထပ်ဆေးပါတယ်ဒီမှာဆိုရင်ရှာလကာရည်နဲ့ဆေးပြီးပြီပေါ့နော်အသားလေးတွေကလည်းတော်တော်မချွဲတော့ဘူးပေါ့ထက်လေးဖြစ်သွားတယ်တန့်လည်းတော်တော်တန့်သွားပြီပေါ့နော်ဒါပေမဲ့သွန်းကအဲ့လိုမျိုးဆိုရင်လေအနက်နည်းနည်းကြံသေးရပေါ့နော်ရှာလကာရည်နဲ့ဆေးအောင်ကြံသေးရဆိုရင်တော့မကြီးသီးမရှိဘူးဆိုရင်လည်းတန်ပယူသီးတို့ရှောက်သီးတို့ပေါ့နော်အဲ့လိုမျိုးညှစ်ပြီးတော့ဆေးလို့ရတယ်ဒီမှာကတော့ဒီနေ့ကအိမ်မှာမကြီးသီးလဲလွယ်ဒီလိုရှိနေတယ်နောက်တန်မြာသီးလည်းမရှိဘူးပေါ့နော်ဆိုတော့မကြီးသီးနဲ့လေအဲ့လိုမျိုးအသားကိုနယ်ပြီးတော့3မိနစ်ဒါမှမဟုတ်5မိနစ်လောက်ခဏထားတယ်ပေါ့နော်ထားတယ်အဲ့ဒါဆိုရင်အနံ့ကတော်တော်ပျောက်သွားပြီအနံ့မရှိတော့ဘူးပေါ့နော်မရှိတဲ့လောက်စိတ်အနှိမ့်နဲ့ပေါ့နော်အနှိမ့်နဲ့မရှိတဲ့လောက်ပျောက်သွားတယ်အဲ့တော့စိတ်သားနဲ့မကြီးသီးဒါမှမဟုတ်တန်မြာသီးရှောက်သီးကိုညှစ်ပြီးတော့ခဏနှက်ထားတယ်ပေါ့နော်အဲ့တော့ဒါကကလေးရလေအဓိကကိုကသူကကြက်သားလဲလိုမျိုးတိတ်မစားဘူးစိတ်သားတော့ကြိုက်တယ်ဒါမဲ့လို့အနံ့ရှိရင်သူမစားနိုင်ဘူးပေါ့နော်မစားလို့အဲ့ဒါအနံ့ဘလို့မှအညှိနဲ့အဓိကကတော့စိတ်သားနဲ့ကတော့စိတ်သားနဲ့ရှိမယ်ပေါ့အဲ့စိတ်ညှိနဲ့မရအောင်လို့အဲ့လိုပဲနီးလန်းပေါင်းစုံရှာကြံပြီးတော့လုပ်ရတာပေါ့နော်အဲ့တော့ဒီမှာမကြီးသီးနဲ့ဒီစိတ်သားနဲ့ကိုအဲ့လိုနာနေပြီးတော့ကိုကတော့3မိနစ်ဒါမှမဟုတ်5မိနစ်နှက်ထားတယ်နှက်ပြီးရင်တော့ဒါပြန်ဆေးမယ်ပေါ့နော်လောလောဆယ်တော့ဒါမကြီးသီးနဲ့နှက်ထားတာပါအဲ့ဒါဆိုရင်ကိုကတော့ဒီနေ့တိုင်းပဲချက်တယ်ပေါ့အဲ့ဒါဆိုညှိနှန်းကလုံးဝကိုပျောက်သွားတဲ့အထိပေါ့နော်ရှိပါတယ်ဒါမကြီးသီးနဲ့နှက်ထားတာပါအဲ့တော့3မိနစ်လောက်5မိနစ်လောက်နှက်ပြီးရင်ရေပြန်ဆေးချမယ်ပေါ့အဲ့ဒါဆိုရင်အညှိနှန်းကတော်တော်ကြီးကိုပျောက်သွားပါပြီကြည့်စပါအဲ့တော့ဒီမှာမကြီးသီးနဲ့ပေါ့နော်3မိနစ်ညီမတော့5မိနစ်လောက်နှက်လိုက်တယ်နှက်ပြီးပြီဆိုတော့မကြီးသီးတွေအကုန်လုံးကိုရေစင်အောင်ပြန်ဆေးပေးပါဒါဆိုရင်တော့အညှိနဲ့စိတ်သားကလုံးဝမရှိတော့ပါဘူးเนาะမကြီးသီးတွေအကုန်လုံးကိုရေစင်အောင်ပြန်ဆေးပါမယ်เนาะအဲ့တော့ဒီမှာမကြီးသီးတွေစင်အောင်ဆေးထားတယ်ပေါ့နော်စိတ်သားလေးတွေပါအဲ့ဒါဆိုရင်စိတ်သားအယောင်လည်းပြောင်းသွားပြီပေါ့နော်ဖြူဖြူလေးဖြစ်သွားပြီနောက်အညှိနဲ့လည်းမရှိတော့ဘူးပေါ့နော်လူလေးကသူကအသားပဲစားတာဒီလိုအစီဘက်တွေအရွတ်တွေဆိုရင်လည်းသူကမစားပြန်အဲ့ကြတော့အဲ့ဓာတွေကိုဖယ်ပြီးတော့တစ်ခါချက်စားအတုံးသေးသေးလေးလှိမယ်ပေါ့နော်သူအထက်ကအဲ့ဒီအရွတ်တွေနောက်အစီဘက်တွေဆိုရင်မစားလို့လေဒီနေ့ကသူနဲ့ချက်ပေးမှာဆိုတော့သူကအာလူးလေးနဲ့စားခြင်းနဲ့ဆိုတော့ဒီနေ့ကအာလူးလေးနဲ့ချက်ပေးမှာပါအဲ့တော့အရွတ်တွေကိုဖယ်တယ်ပေါ့နော်ဒါလေးနဲ့ဒီလိုအဖြူအရွတ်တွေဆိုရင်သူမစားဘူးမစားတော့အဲ့အရွတ်တွေကိုဖယ်ရတယ်ဖယ်ပြီးတော့အသားကြီးတီးတတ်မယ်ပေါ့နော်သူတယောက်စားထမင်းကြိုက်ကိုအသားကြီးတီးတတ်မယ်ဒီလိုအသားတီးတတ်ရှူပါတယ်အဲ့တော့ဒီအရွတ်နဲ့အသားတွေကိုတော့လူကြီးတွေကပဲလေးနဲ့ရောမယ်ပေါ့နော်ဒီမှာကတော့သူ့အတွက်အသားကြီးပဲပေါ့နော်ဒါဆိုရင်တော့နည်းနည်းပါတယ်အဲ့လိုဟာမျိုးလေးတွေပေါ့ဝါခက်လို့လားမသိပါဘူးသူတိတ်မကြိုက်ဘူးအရွတ်တွေကိုဒီလိုအသားသီးတန်ကိုသူကြိုက်တယ်ဒီမှာအရွတ်
အဲ့တော့အသားတီးတန့်ပေါ့နော်တခါတည်းတီတီလေးတွေတုံးထားလိုက်တယ်တုံးထားပြီးတော့ဒါအရသာနေပါမယ်အချိန်ရတဲ့နေ့ဆိုရင်အရသာနေဖို့အတွက်ကိုကဒီလိုအသားလေးတွေကိုပေါ့နော်ဇွန်ခရင်လေးနဲ့ပေါ့အဲ့လိုမျိုးလေးနည်းနည်းထိုးပြီးရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နယ်ပြီးနှက်ထားမှဆိုတော့လေအထဲကိုအရသာလေးဝင်အောင်ပါအသားနှိမ့်တဲ့စူးလေးတွေတော့ရှိပါတယ်တကယ်လို့အသားနှိမ့်တဲ့စူးလေးတွေနဲ့အဆင်ပြေတယ်အသားနှိမ့်တဲ့စူးလေးတွေပေါ့နော်ကျမကတော့ဒီခရင်နဲ့ပဲလုပ်တာများပါတယ်အဲ့လိုအပေါက်ကလေးတွေဖောက်ပေးထားတယ်နည်းနည်းပေါ့နော်အများကြီးတော့မဟုတ်ဘူးဒါအသားတီးတန့်လို့ဆိုရင်နေပြီးအရသာနေပြီးနှက်ထားရင်အထဲကိုလည်းအရသာဝင်နေပေါ့နော်စိတ်သားလေးကအပြင်အရသာနေမဟုတ်ပဲအသားအထဲမှာပါအရသာရှိတာပေါ့နော်အဲ့တော့အကုန်လုံးခရင်လေးနဲ့ပေါက်ထားတယ်ပေါ့နော်ပေါက်ထားပြီးရင်အရသာနှက်ဖို့အတွက်ကစားလေးနည်းနည်းထည့်ပါမယ်ချိုမုတ်ကတော့တိတ်မသုံးဖြစ်ဘူးပေါ့နော်ပုံမှန်ဆိုရင်တော့အသားနဲ့ရင်တော့နည်းနည်းထည့်တယ်ဒါပေမဲ့တသားအတွက်ဆိုတော့ဒါရှိမှုန့်နဲ့ပဲနေဖြစ်ပါတယ်ငါအသားမှုန့်နဲ့ပေါ့နော်ပြီးတော့စိတ်သားဆိုင်ရှိမှာမဆလာတွေအစုံရောင်းတဲ့ဆိုင်ရှိတယ်အဲ့ဆိုင်မှာစိတ်သားမဆလာလို့ပြောပြီးတော့200ဘူးပေါ့နော်ဒါ200ဘူးဝယ်လာခဲ့တာပါအဲ့တော့စိတ်သားမဆလာကိုတဝက်ကိုအရင်နှက်ထားမယ်ပေါ့နော်နောက်တဝက်ကိုကြတော့ချက်မှပဲထည့်ပြီးတော့ဖြူပါမယ်ဆိုတော့ဒါစိတ်သားမဆလာပါအဲ့တော့ဒါလေးကိုခုနပေါက်ထားတဲ့ဟာနဲ့နေပါမယ်တသားကစနွင်းမှုန့်မကြိုက်ဘူးပေါ့နော်စနွင်းနဲ့ကိုသူမကြိုက်လို့စနွင်းတော့မထည့်တော့ပါဘူးမှန်ဆိုတော့စနွင်းထည့်ရင်လည်းအနှံလေးရတော့နည်းနည်းပြည်တာပေါ့နော်အဲ့တော့ဒါလေးကိုနှက်ထားမယ်ပေါ့နော်ဒါကညကြမှာအခုကနေခင်မနက်10:00 နာရီခွဲပေါ့နော်10:00 နာရီခွဲဈေးရပြန်လာပြီးရတယ်တခါတည်းစိတ်သားကိုလောက်ကင်ပြီးတော့နှက်ထားတာပါချက်တာတော့ညမှချက်မှာပါည8:00 နာရီ9:00 နာရီလောက်မှာပေါ့နော်ဒါဖြစ်လို့လဲဆိုတော့မနက်ကျောင်းထမင်းကြိုက်အတွက်ဆိုတော့လေအဲ့တော့ဒီမှာနှက်ထားတာလေးကိုဘူးထဲကိုထည့်ပြီးတော့တင်ထားပါမယ်ဒါကတော့ဒါမနက်ပြန်ချက်ဖို့အတွက်ပေါ့နော်စိတ်သားနဲ့အာလူချက်ဖို့အတွက်ပါအဲ့တော့စိတ်သားချက်တဲ့ဆိုရင်အလုပ်သိမ့်မများတဲ့နေ့ဆိုရင်တော့ချက်ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုကအဲ့လိုကရိကထအရန်များတော့လေအချိန်ပေးရလို့ပါဒါကတသားမနက်ပြန်ချက်မယ်စိတ်သားပါဒါကတော့ဒါနောက်နေ့ပေါ့နော်လူကြီးတွေပေါ့ကွယ်သူကအသားစားတော့ကိုကအရွတ်စားရတာပေါ့လူကြီးတွေအတွက်ကတော့ဘယ်နည်းမှချက်ဖြစ်မယ်မှန်းမသိလို့မဆလာတော့ထည့်မနေတော့ဘူးပေါ့နော်ဒါကလူကြီးတွေအတွက်အရွတ်နဲ့အကြောလေးတွေဆိုပေမဲ့ဒီမှာတော့အသားလေးတွေတော့ပါပါသေးရဲ့ပေါ့အဲ့တော့လူကြီးတွေအတွက်တပူတသားအတွက်တပူနှစ်ပူနေပြီးတော့ဒါကတော့ဟိုဟာနဲ့ခရင်နဲ့မပေါက်ဖြစ်တော့ဘူးမှန်တော့အဲ့ခရင်လေးနဲ့ပေါက်ပြီးတော့လေနေထားရင်အရသာပူရှိရယ်အဲ့တော့ဒါလူကြီးတွေအတွက်အရွတ်နဲ့အသားနဲ့အရွတ်ပါဘူးအရွတ်နဲ့အကြောနဲ့ပေါ့နော်ဒါကတော့လူလေးအတွက်အသားတီးတန်ပါကဲညကြမှာပြန်ချက်ပါမယ်ကျေးဇူးပါ